အခုနှစ်ခါခွာစားရတဲ့အတီးဗျာအခုနှစ်ခါခွာစားရတဲ့အတီး9မျိုးတော့ပြော ခေါင်းစခါကွာစားတဲ့ဒီနိုဒီအခုနကကွာစားနိုဒီရတယ်အပေါ်လာပြီးမှအောက်မှာလည်းတစ်ခါပါတယ်လေအဲ့တော့ဟုတ်ဒီမှာ အဲ့မှန်တာ ပေါ်လာတော့အုံးဒီ အုံးဒီအပေါ်တစ်ထက်ခွာမယ်အောက်ကတစ်ထက်ထက်ခွာ yes အုံးဒီပြီးတော့လိမ္မော်ဒီ လိမ္မော်တီးอ่ะလိမ္မော်တီးဒီတိုင်းစားလို့ရတယ်လေတစ်ခါပဲခွာမယ်လိမ္မော်တီး လိမ္မော်ဒီကတစ်ခါပဲကွာရင် ညာရှိတယ်စဉ်းစားပြီး ကျွဲကော်ဒီ yes ကျွဲကော်တီ yes တော်စဉ်းစားနေရ တော့စဉ်းစားနေရတယ်တော့စဉ်းစားနေ ပို့စားလို့တော့ရတယ်ဗျာ တို့စားလို့တော့ရတယ် ဟောတော့ကော်ပြီးမှတက်စားပုတ်စားတို့စားပါလေ ကြောက်ရှာသေးလား ဒီလိုကျူရရတခါလေးပြုတ်စားတာလေခွာမယ်ခွာပြီးမှနောက်တစ်ခွာပြီးမှပြုတ်စားမယ်သူဖုတ်စားမယ်ပါလေတို့စရာလေး မငင်းသေး အေးတော့စဉ်းစားလိုက်ရတယ်တို့စရာတော့အရင်ဒီအဲ့တော့ပြောနိုင်တယ်ကျွန်တော်3000ပေးမယ်ကျေးဇူးတင်တယ် ကျေးဇူးတင်ပါ နည်းနည်းကြာပါပြီဟုတ်ကဲ့ ကြာပါ တိုက်ချင်နော် Thank you